တချင်ကကောင်းလုံးလို့ reaction တော့မလုပ်နိုင်တော့ဘူးလို့နော်ဒီတိုက်ရွယ်မှာပြန်နားထောင်ရတဲ့အချိန်မှာဒီတချင်ကလုံးဝ emotion အရင်ဖြစ်တယ်ပေါ့တကယ်မှာအဲ့ဒါပဲပြောချင်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jackson Streaming Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်လွှမ်းပိုင်ရဲ့တခါတက်ကလို့တချင်းပေါ့နော် music reaction video လုပ်သွားမှာဖြစ်ပါတယ်ဒီတချင်းကတော့အကုန်လုံးလဲနားထောင်ပူးကြမှာပါနော် hi ဒါပေမဲ့ကျွန်တော်ငယ်ငယ်တုန်းကနားထောင်မှုတဲ့ပုံစံနဲ့ကျွန်တော်အခုအသက်အရွယ်တစ်ခုရောက်လာပြီးတော့အဲ့လိုကိုငယ်တဲ့ငယ်ချင်းတွေနဲ့ဝေးပြီးတော့သူများနိုင်ငံမှာပေါ့နော်ရောက်နေတဲ့အချိန်မှာပြန်နားထောင်လို့ရှိရင်ဘယ်လိုမျိုးခံစားရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာတွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ခံစားချက်တွေကိုအမှန်တိုင်းပဲပြောသွားမှာဖြစ်လို့ဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုယ့်ရဲ့လိုငယ်တငယ်ချင်းတွေနဲ့အကြောင်းမျိုးမျိုးကြောင့်လက်ရှိဝေးနေတာပဲဖြစ်ဖြစ်အိမ်နဲ့ဝေးနေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ငယ်ငယ်တော့တက်ခဲ့ဘူးတဲ့ဒီចောင်းသားဘဝကိုလွမ်းတာမျိုးရှိရဆိုလို့ရှိရင်တော့ဒီ reaction video လေးကလုံးဝ perfect ဖြစ်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်လည်းတူနားထောင်ကြည့်လိုက်ရအောင် let's go guys director အောင်မြတ်တယ်ကိုရီဆောင်မှာအောင်မြတ်တယောက်ရှိတယ်သူရိုက်တာတော့မဟုတ်တော့ပါဘူး director အောင်မြတ်တယ်နာမည်လာတူအာဆီရီးယားပူဇော်ပွဲเนาะလုံးဝဟုတ်တယ်အာဆီရီးယားပူဇော်ပွဲလာဖိတ်တာတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပြီးငါတို့စိတ်တွေရင်ကုန်ခြင်းများဟာလဲရင်လိုမလဲဆန်နိုင်ခဲ့ပြီးเนาะအင်ဂျင်နီယာဖြစ်တဲ့လူကလည်းအင်ဂျင်နီယာဖြစ်เนาะမိသားစုဘဝနဲ့မိသားစုဘဝမဟုတ်ပါဘူးမိသားစုဘဝဖြစ်သွားတဲ့လူကလည်းမိသားစုဘဝနဲ့ဒီမှာဆီယာမဖြစ်တဲ့လူကလည်းဆီယာမဖြစ်ပေါ့เนาะမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီအလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကသက်တော်စီစဉ်းစားပြီးတွေ့တော့မှကြော်လွန်သွားပြီးချိန်ကာလတော့ဒီချိန်ဒီနေရာမှာငါတို့ဘဝတွေကိုစဖို့သင်ကြားခဲ့ငါတို့ပေါ်လွန်ကောင်းတဲ့ငါတို့ဆရာများကောဆရာတို့ရဲ့တပည့်ကျွန်တော်တတိယပါတဲ့နေတိုင်းတော့ပညာတွေရှာကြတော့ချို့တွေရထာဝရဖို့တကယ်ဆိုရင်ဒါကတော့ပြောစရာကောင်းတဲ့ချိန်ကာလတော့စိတ်ကူးရင်ခါစားပဲရင်ခုန်ချင်တာကသဘာဝပေါ်ပြောင်းနဲ့ကြောက်ချစ်ကြိုက်မိတာဒါကတက္ကသိုလ်ထားရနော်အဲ့တက္ကသိုလ်အထာလေးကိုမရခဲ့ဘူးကိုတက္ကသိုလ်ဘဝတော့အဲ့လိုအဲ့တက္ကသိုလ်အထာလေးကိုမရခဲ့ဘူးပေါ့နော်ဟာတာအနေနဲ့ပြောပါဒါပေမဲ့တကယ်လည်းမရခဲ့ဘူးစိတ်ကောင်းလိုက်ပြန်ချစ်လိုက်တဲ့ဘော်ဒါတွေနဲ့ပြောစရာကောင်းတယ်အဲ့ဒီတုန်းနဲ့ခုနဲ့ကမတူညီတာပေါ်ရန်တွေနဲ့မပေါင်းပဲသူစင်တဲ့စိတ်ထားနဲ့ဂျိုးသားစွာငါတို့ကောင်းနေပေါင်းတယ်ခုတက်တိမင်းတို့ကောင်းနေကငါတို့တော့ဘော်ဒါကောင်းတကယ်စဉ်းစားကြည့်ပြောစရာကောင်းတယ်ရင်တော့ကဘော်ဒါပေါင်းရဲ့မတူညီတဲ့ဘွားနဲ့ပြောက်တယ်တာဝန်ထမ်းဆောင်ရင်ပြောက်ွယ်ချို့တွေကအိမ်အောင်ကြလို့မိဘဆိုတဲ့နေရာကိုရောက်တယ်လူချင်းသာမနီးစပ်ပင်မဲ့မင်းတို့တည်းတွေငါစီရောက်တယ်ဟုတ်တယ်နော်လူချင်းသာမနီးစပ်ပေမဲ့မင်းတို့သတင်းတွေငါစီရောက်တယ်နော်ဟုတ်တယ်လူကြီးကတော့မနီးအဲ့လိုဘယ်လိုပြောမလဲအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာလူတွေကတော့မနီးစပ်တော့ဘူးဆိုပေမဲ့ကိုယ်အလုံးနဲ့ကိုဖြစ်သွားကြဆိုပေမဲ့တယောက်နဲ့တယောက်လို့တငယ်ချင်းသတင်းတွေကပြန်ပြီးတော့ရောက်တယ်ပေါ့နော်အဲ့ဒါလုံးဝမှန်တယ်တချို့တွေမပြောင်းလဲပါတချို့ကနိုင်ငံခြားကိုပြေးထွက်တချို့တွေကြောင်းထဲမှာဆရာမကြီးပြခီးဆက်ဝေးကွာတီးအရက်မှာပြန်လာပေးပါပေါ်တာများတရက်မင်းတို့တတိတစ်ချက်တော့ရပေးပါဒီကြောင်းတော့ကြီးအတွက်လက်မြေအောင်စေပါဘိုးရင်ကဒီနေရာလေးပါ I don't know စခဲ့တဲ့ကြောင်းဝင်ကြီးပါလိုပါ
ပြီငါတို့စိတ်တွေရင်ခုန်ခြင်းများဟာလဲရင်လုံးလက်ဆန်နိုင်ခဲ့ပြီမြူနေများတဲ့ဆောင်းတွေမနှက်ခဲ့စီငါလွမ်းမိတယ်ဒီချိန်စကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမိတစ်ချိန်ကသက်တော်စီရေရောက်စေပါဘိုးရင်ကဒီနေရာလေးမှာငါတို့လုံးစခဲ့တဲ့ကြောင်းဝင်ကြီးဟာကျွန်တော်ပါပဲကွာပြန်နေရောက်စေပါဘိုးရင်ကဒီနေရာလေးမှာတို့ရှိခြင်းချိန်တွေဘလို့ပဲပြောင်းလဲနေရာတွေဘလို့ပဲပြောင်းလဲဒီเจ้าเนี่ยအဖြစ်ပြက်တွေတိုင်းအောင်ငါတို့ကောင်းနေတယ်မှာအများကြီးရှိနေတယ်ကွာနာလီပြန်နေရတော့တချင်ကကောင်းလုံးလို့ reaction တော့မလုပ်နိုင်တော့ဘူးလို့နော်ဒီတိုက်ရွယ်မှာပြန်နားထောင်ရတဲ့အချိန်မှာဒီတချင်ကလုံးဝ emotion အရင်ဖြစ်တယ်ပေါ့တကယ်မှာအဲ့ဒါပဲပြောချင်ပါတယ် reaction ကလုံးစရာမရှိတော့ဘူးလို့ထင်တာပဲတချင်ကအဲ့လိုအရင်တကယ်မှာစာကြောင်းတစ်ကြောင်းစီတိုင်းဟာဟိုကောင်းနေတာဆိုတော့အတိတ်ပဲရှိရလေနော်အချိန်တွေအားလုံးတော့အဲ့နိုင်ရသဘောကျတယ်အဲ့လိုမျိုးငယ်တကယ်ချင်းတွေပြန်ပြီးတော့အာဆီရီးယားပူဇော်ပုံမှာပြန်ပြီးတော့စုံစည်းသွားတဲ့အခိုက်အတန့်လေးပေါ့နော်ကိုလည်းအဲ့လိုအခိုက်အတန့်လေးမျိုးရကျင်တယ်ပေါ့နော်ကိုရဲ့ဒီဗီဒီယိုကြည့်နေတဲ့သူတွေလည်းကဲလို့အဲ့လိုကိုရဲ့ငယ်တကယ်ချင်းတွေနဲ့တဖန်ပြန်လဲပြီးတော့တွေ့ဆုံမယ်အခိုက်အတန့်မျိုးလူချင်းကြမယ်လို့ထင်ပါတယ်ကိုလည်းလိုမျိုးပဲလူချင်းတယ်ပေါ့နော်အချိန်တွေအားလုံးတော့ပြန်ဆုံးလို့ရရင်ရသိကောင်းမယ်ရသိကောင်းမယ်အချိန်တွေဘလို့ပဲပြောင်းလဲနေရာတွေဘလို့ပဲပြောင်းလဲနော်တချင်းဒီတချင်းထဲမှာအကြိုက်ဆုံးကတော့အချိန်မဟုတ်ပါဘူးအချိန်အားလုံးနောက်ပြန်ဆုံးလို့ရရင်အရာသိကောင်းမယ်အဲ့စာသားလေးတော့ကိုယ်ကြိုက်ဆုံးပဲအချိန်တွေကိုနောက်ပြန်ဆုပ်လို့ရရင်တော့အကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့အချိန်တွေကနောက်ပြန်ဆုပ်လို့မရတော့ဘူး Okay ဒီတချင်းလေးကိုကျွန်တော် reaction လုပ်ဖြစ်တာကြတော့ကျွန်တော်ရဲ့ဒီအလဲတန်းလောက်ထိပေါ့နော်ကိုယ့်ရဲ့ငယ်တငယ်ချင်းတွေအလဲတန်းလောက်ထိပဲတွတ်တူတာထက်တန်းကြတော့ကျောင်းတွေပြောင်းတာနဲ့ဗာနဲ့မတူတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တငယ်ချင်းတွေကိုလွမ်းလို့အဲ့လိုဒီတချင်း music reaction video လုပ်ဖြစ်တာလည်းပါတယ်ပေါ့နော် Okay ဒီ video လေးကိုကြည့်ပေးကြတဲ့သူတွေထဲမှာလည်းကိုယ့်ရဲ့တငယ်ချင်းတွေကိုလွမ်းနေမဲ့သူတွေရှိမယ်လို့ထင်တယ်အဲ့တော့ Okay ခွင့်ရရတယ်ဆိုလို့ရှိရင်တော့ကိုယ့်တငယ်ချင်းတို့တစ်ဖန်ပြန်လည်ပြီးတော့တွတ်တွေ့ကြပါလို့ပြီးတော့ကိုတက်ခဲ့ဘူးတဲ့ကျောင်းရဲ့အဲ့လိုအာဆီရီးယားပူဇော်ပွဲဖြစ်အဲ့လိုမျိုး activity တစ်ခုကိုတွားပြီးတော့ join ကြပါလို့ပဲပြောချင်ပါတယ်ဒီကနေ့ music reaction video လေးကတော့ဒီလောက်ပါပဲခင်ဗျာ Okay နောက်ထပ် music reaction video တွေမှာထပ်ပြီးတော့တွေ့ချင်ပါသေးတယ်reaction video တွေလောက်တာအခုထိအဲ့ music reaction video ကထောက်နေတော့အန်တင်ကြလို့ရှိရင်ပြောလို့ရှိရင် Okay အားလုံးပဲကျေးဇူးတင်ပါတယ်ကြိုက်ရင်တက်ကြမယ်လို့လည်းပြောလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားကြပါဦး Thank you. Bye guys.